皆さんこんにちは。日本語からいらっしゃいませ。私はパンコです。今、Japan Visit in Fight Episode 4ကို説明したい。ဒီဗီဒီယိုကိုကြည့်နေတဲ့လူအားလုံးမင်္ဂလာပါ။အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူအားလုံးကလည်းဂျပန်စာကိုလေ့လာနေတဲ့လူတွေပဲကျွန်တော်အခုဂျပန်စာအခြေခံစာရေးနည်းဖြစ်တဲ့ Episode 4ဖြစ်ပါတယ်။အခုရေးပြသွားမယ်အတန်းလေးကတော့နာနီနုရဲ့နိုးဆိုတဲ့အင်္ဂလန်လေးပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေးပြပေးမယ့်လုံးလေးကတော့နာပဲဖြစ်ပါတယ်။နာလေးရဲ့ဆွဲချက်ကတော့၄ချက်ရှိပါတယ်။ဒီမှာရောင်းဆွဲမယ်တစ်ချက်ဒီမှာရောင်းဆွဲမယ်တစ်ချက်ပြီးရင်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ဒါကတော့စောင်းလိုက်ရမစောင်းလိုက်ရပါတော့အထက်ကတော့မကြပါဘူးပြီးရင်ဒီမှာရောင်းဆွဲမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းဆက်လေးထည့်မယ်သုံးချက်နောက်တစ်လုံးပါမြင်းရောင်ဆွဲမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းဆက်လေးထည့်ပါမယ်သုံးချက်ပြီးရင် F ပေါ့နော်တင်ချာမှာကျွန်တော် F ပုံစံလေးပေါ့ R လေးပေါ့ R ကိုစောင်းစောင်းလေးဆွဲတာပေါ့ R ပုံစံလေးပါ၄ချက်ပါနောက်တစ်လုံးဆွဲပြပါမယ်မြင်းရောင်ဆွဲမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းစလေးထည့်မယ်သုံးချက်ပြီးရင် FR လေးဆွဲမယ်လေးချက်သူကဗာနဲ့နည်းနည်းဆင်မယ်ဆိုတော့တာလေးနည်းနည်းဆင်ပါတယ်ဒါကြောင့်မို့တာလေးနဲ့꿰အောင်တော့လုပ်ထားရပါမယ်တာလေးနဲ့မာရပါတယ်ဖြတ်ချမယ်ပြီးရင်မင်းစလေးထည့်ပါမယ်သုံးချက်ပါလေးချက်မြောက် FR လေးပါFR လေးချက်နောက်တစ်လုံးဆက်ပြပါမယ်ဒီမှာရောင်းစမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းစလေးထည့်မယ်သုံးချက်ပြီးရင် FR လေးလုပ်မယ်လေးချက်ဒီမှာရောင်းစမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းစလေးထည့်မယ်သုံးချက်ပြီးရင် FR ပုံစံလေးဝိုက်မယ်ဝိုက်ချမယ်အားပုံစံလေးမှာ၄ချက်ပါနောက်တစ်လုံးမှာဒီမှာရောင်းစမယ်တစ်ချက်အပေါ်ကနေအောက်ကိုဖြတ်ချပါမယ်နှစ်ချက်ပြီးရင်မင်းစလေးထည့်မယ်သုံးချက်ပြီးရင် FR ပုံစံလေးဝိုက်မယ်၄ချက်ပါနောက်ဆုံးလုံးလေးပါဒီမှာရောင်းစမယ်တစ်ချက်ပြီးရင်အပေါ်ကနေအောက်ကိုဖြတ်ချမယ်နှစ်ချက်ပြီးရင်မင်းစလေးထည့်မယ်သုံးချက်ပြီးရင် FR ပုံစံလေးဝိုက်မယ်၄ချက်ပါနားလေးရဲ့ဆွဲချက်ကတော့ဒီလောက်ပါပဲခင်ဗျာနားလေးပြီးပြီဆိုတော့ဒုတိယအလုံးဖြစ်တဲ့ဤလေးကိုရေးပြပါမယ်ဤလေးရဲ့ဆွဲချက်ကတော့၃ချက်ပဲဖြစ်ပါတယ်ဒါလေးကတော့ဤလေးပဲဖြစ်ပါတယ်အပေါ်နေအောက်ကိုမြင်းကြောင်းဆွဲမယ်နည်းနည်းလေးတော့ဝိုက်ပါတယ်ဒီပုံစံတိုင်းဆိုတော့မဝိုက်လဲတိတ်ကြီးတော့ကိစ္စမရှိပါဘူးလွတ်လွတ်လပ်အေးဆေးပဲရေးပါပြီးရင်ခိုးပုံစံလေးပေါ့နော်လက်သေးကွင်းပုံစံလေးအပေါ်နေတစ်ချက်ဆွဲမယ်နှစ်ချက်ပါပြီးရင်ဒီမှာရောင်းဆွဲမယ်နည်းနည်းလေးအောက်နားလေးနည်းနည်းအချွန်လေးပါပါတယ်ပြီးရင်အပေါ်နေတစ်ခုဆွဲမယ်အောက်ကနေတစ်ခုဆွဲမယ်ခိုးပုံစံလေးပါရှေ့မှာရေးပြထားတဲ့ခိုးပုံစံမှာနော်ခါတိုင်းကခိုးပုံစံလေးပါပြီးရင်ခိုးပုံစံလေးရေးလိုက်မယ်အောက်ကနေလည်းတစ်ခုရေးလိုက်မယ်၃ချက်ပါနောက်တစ်လုံးဆွဲပြပါမယ်အပေါ်နေအောက်ကိုဆွဲမယ်အချွန်လေးတိတိလေးပါပါတယ်ပြီးရင်အပေါ်နေပြီးတော့ပြန်ပြီးခိုးပုံစံလေးလုပ်လိုက်မယ်အောက်ကနေလည်းတစ်ခုပြန်ဆွဲမယ်၃ချက်ပါအပေါ်နေအောက်ကိုဆွဲမယ်အချွန်လေးတိတိလေးပါပါမယ်အပေါ်နေခိုးပုံစံလေးဝုတ်မယ်အောက်ကလည်းပြန်ဝိုက်မယ်၃ချက်ပါအပေါ်နေအောက်ကိုဆွဲမယ်အချွန်လေးတိတိလေးထည့်မယ်ပြန်ခိုးပုံစံလေးဝိုက်မယ်အောက်ကလည်းပြန်ဝိုက်ပါမယ်နောက်တစ်လုံးမှာဘောနေအောက်ဝိုက်မယ်ချွန်ထည့်မယ်ခိုးပုံစံလေးလုပ်မယ်လွယ်ပါရင်တော့ဒါလေးကတော့ခိုးလေးပဲဖြစ်ပါတယ်နောက်တစ်လုံး
နာလည်းပြီးသွားပြီနှုလည်းနှီးလည်းပြီးသွားပြီဆိုတော့နောက်တစ်လုံးကတော့နှုပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တွေကိုတခုပြောချင်တာကဆွဲချစ်တွေရေးတဲ့အခါမှာဒီပုံစံနဲ့တူရမယ်တို့ဒါမှမဟုတ်လို့ရှိရင်ဆွဲချစ်တွေကတစ်ချင်းနဲ့ချက်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးအရင်ကြီးတိကျနေဖို့မလိုပါဘူးခေါင်းထဲမှာအေးစစ်စစ်နဲ့ဆွဲပါအရင်ကြီး pressure မထားပါနဲ့ကဲဒါဆိုရင်နောက်ထပ်နှုလေးကိုဆွဲလိုက်အောင်ပါဒါလေးကတော့နှုလေးပါနှုလေးရဲ့ဆွဲချက်ကတော့နှစ်ချက်ပဲရှိပါတယ်အပေါ်အနေအောက်ကိုဆွဲချမယ်နည်းနည်းစောင်းတယ်ပေါ့နော်ပြီးရင်ညာဘက်ကနေပြီးတော့အဲ့လိုထပ်ဆွဲချမယ်အချောင်းကနည်းနည်းပထမချောင်းတဲ့ကိုနည်းနည်းမြင့်နေပေါ့နော်ပြီးလို့ရှိရင်ပြန် white ချလိုက်မယ်ပြီးရင်ပြန်ကောက်မယ်ပြန်ထိုးချမယ်နှစ်ချက်ပါတစ်ချက်စောင်းလေးဆွဲချမယ်တစ်ချက်ပြီးရင်နည်းနည်းမြင့်နေနေရာလေးဆွဲမယ်ပြီးရင် white မယ်မြင့်သွားမယ်ပြီးရင်အောက်ကိုပြန်စိုက်ချမယ်ပြန်ကောက်မယ်နှစ်ချက်ပါဘောနေအောက်ကိုနည်းနည်းစောင်းလေးကောက်ချမယ်ဘောနေအောက်ကိုဆွဲမယ်ပြီးရင်ပြန် white မယ်ပြီးရင်ပြန်ထိုးချမယ်နှစ်ချက်ပါအပေါ်နေအောက်ကို white ချမယ်ပြီးရင်ပြန်နောက်တစ်ချောင်းပြန်ဆွဲမယ်ပြီးရင်ပြန် white မယ်ပြန်ပြီးတော့ထိုးချမယ်ဘောနေအောက်ကိုတစ်ချောင်းဆွဲချမယ်နောက်တစ်ချောင်းဆွဲချမယ် V ပုံစံပေါ့နော် V ပုံစံလေးပြီးရင်ပြန်ကောက်ချမယ်နှုတ်လေးကတော့ဒီလောက်ပါပဲခင်ဗျာမောင်းနေရရဖြစ်တဲ့ကြောင့်မို့လေးတက်ကတော့ comment and sign ကဲနှုတ်လေးလည်းပြီးတော့ပြီဆိုတော့နည်းလေးကိုရေးပြချင်ပါတယ်ဒါလေးကတော့နည်းလေးပဲဖြစ်ပါတယ်အပေါ်နေအောက်ကိုမြင်းဖြောင်းတစ်ချောင်းဆွဲမယ်တစ်ချက်နောက်တစ်ချောင်းမြင်းဖြောင်းတစ်ချောင်းဆွဲမယ်တစ်ချက်ပြီးလို့ရှိရင်ခွန်ပုံစံလေးလို့ဆွဲမယ်ခွန်လေးပါပြီးရင်နောက်ကိုပြန်ကောက်မယ်ပြန်ပြီးတော့ white ချမယ်နည်းလေးလို့ပြန်ပြီးတော့လှုပ်ထိုးချမယ်ဒါလေးကတော့နည်းလေးပါအပေါ်နေအောက်ကိုမြင်းဖြောင်းတစ်ချောင်းဆွဲမယ်ပြီးရင်ခွန်လေးဆွဲမယ်ခွန်လေးပါပြီးရင်နောက်ကိုပြန်ကောက်မယ်ဝိုက်မယ်ပြီးရင်အောက်ကိုပြန်ထိုးချမယ်နှုတ်လေးနဲ့နည်းနည်းတူပါတယ်အပေါ်နေအောက်ကိုမြင်းမြင်းကြောင်းဆွဲမယ်ပြီးရင်ခွန်ပုံစံလေးဆွဲမယ်ခွန်ပုံစံလေးပါခွန်လေးနဲ့တူလို့ပါခွန်ပုံစံလေးလို့ပြောတာပါပြန်ဝိုက်မယ်ပြီးလို့ရှိရင်အောက်ကိုပြန်ထိုးချပါမယ်အပေါ်နေအောက်ကိုမြင်းမြင်းကြောင်းဆွဲမယ်ပြီးရင်ခွန်ပုံစံလေးဆွဲမယ်ပြီးရင်နောက်ကိုပြန်ကောက်မယ်ဝိုက်မယ်ပြီးရင်အောက်ကိုပြန်ထိုးချပါမယ်အပေါ်နေအောက်ကိုမြင်းမြင်းကြောင်းဆွဲမယ်ပြီးရင်ခွန်ပုံစံလေးဆွဲမယ်နောက်ကိုပြန်ကောက်ပါမယ်ပြီးရင်အောက်ကိုပြန်ထိုးချပါမယ်ဒါလေးတော့နည်းလေးပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့နှုတ်ပဲဖြစ်ပါတယ်တချို့ကတော့နှုတ်လို့လည်းအတန်ထွက်ကြပါတယ်ဒီမျိုးလုံးကတော့ရပါတယ်နှုတ်လေးရဲ့ဆွဲချက်လေးကိုကြည့်လိုက်အောင်ပါဒါလေးကတော့နှုတ်လေးပါနှုတ်လေးရဲ့ဆွဲချက်ကတော့တစ်ချက်ပဲရှိပါတယ်အပေါ်မြင်းမြင်းကြောင့်အပေါ်နဲ့အောက်ကိုဆွဲမယ်ပြီးရင်ဝိုင်မယ်စားလာတဲ့နေရာလေးကိုထိအောင်ဆွဲပါပြီးရင်အောက်ကိုပြန်ဝိုက်ချမယ်နောက်ကြောင်းမှာမြင်းပြောင်းအောက်ကိုဆွဲမယ်ပြီးရင်ဝိုက်မယ်ပြီးရင်စားထားတဲ့နေရာနဲ့ထိမယ်ပြီးရင်အောက်ကိုပြန်ဝိုက်ချမယ်နောက်တစ်လုံးမှာမြင်းပြောင်းကြောင်းဆွဲမယ်ပြီးရင်ဝိုက်မယ်အောက်ကိုပြန်ဝိုက်ချမယ်ဒါလေးကနိုးလေးပါမြင်းပြောင်းဆွဲမယ်ပြီးရင်ပြန်ဝိုက်မယ်ထိအောင်ညံပါမယ်နိုးလေးကတော့တကယ်ပါပဲခင်ဗျာဒီနေရာမှာအကြောင်းသားတွေကိုတခုပြောချင်တာကစာဆွဲချက်တွေကအဓိကတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ဇလုံးတွေကိုတည်နေဖို့ရဲ့နားတော့ပြောရတဲ့နဲ့ဘယ်လိုဇလုံးလဲဒါမှမဟုတ်ရှိရင်နားမြင်လိုက်တာနဲ့ဘယ်လိုဆွဲရလဲဆိုတော့တည်နေဖို့ကတော့အဓိကဖြစ်ပါတယ်အဓိကတော့ဇလုံးတွေကိုအလိုရနေဖို့အလိုရေးနိုင်ဖို့ပဲဖြစ်ပါတယ်ခုလည်းဒီနေ့မှာတော့နားလီနုနေလို့ဆိုတဲ့ဉာဏ်တန်းလေးကိုကြည့်တော့ပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့အာဟိဖူဟဲဟိုဆိုတဲ့ H တန်းလေးကိုဒီပြတော့မှာပဲဖြစ်ပါတယ်။ချာမတာအာတိုတန်းနေဘိုင်ဘိုင်